ဗိမသာယဘုရင်ဟာစတုမဟာရီပေါ်မှာဝေဒဝနမင်းကြီးရဲ့အချမ်းအယံဇနဝတ္တပနတ်စစ်သူကြီးဖြစ်တယ်။စတုမဟာရီနတ်တရဲ့တက်တန်းကသူတို့ရဲ့အရှိအတွက်အဖြစ်200ရှိပါတယ်။သူတို့ရဲ့နေ့ရှိအတွက်ရအနေကိုတန်းဖြစ်တယ်။သူတို့ရဲ့နှစ်ပေါင်း90ဟာစတုမဟာရီနတ်သက်တရက်ဖြစ်တယ်။ကိုရနမင်းကြီးကိုဝေဒဝနမင်းကြီးလို့လည်းခေါ်ဆိုကြပါတယ်။ဒီစတုမဟာရီနမင်းကြီးတွေမှာကိုရခေါ်ဝေဒဝနမင်းကြီးကအလွန်တကူကြီးတယ်။လောကမှာအကြီးကျယ်ဆုံးလက်နက်ကြီးလေးမျိုးကိုအသီးသီးပိုင်ဆိုင်ကြတဲ့တကုရှိချင်း၄ဦးရှိပါတယ်။တခြားမင်းကဝစီရစိန်လက်နက်ရစိန်လက်နက်လို့လည်းခေါ်ကြတယ်။ဝေဒဝနမင်းကတန်တေးမုတ်လက်နက်ရှမမင်းကညဆောင်လက်နက်အနာဝကဘလူကြီးကဝဲဖြူနဲ့ပစိုးလက်နက်တို့ကိုအသီးသီးပိုင်ဆိုင်ကြကြောင်းတုတ်တာနိပတ်အနာဝကတော့မှာပါရှိပါတယ်။ဝေဒဝနမင်းကြီးကတောတာပန်မဖြစ်မီပုထုဇဉ်ဖြစ်စဉ်က